ပင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုနိုင်ငံတကာကစန့်ကျင်ရေးဗီတိန်ကစော်ဩဖို့ကုလကျွမ်းကျင်သူတိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီလနောက်ပိုင်းမှာပြုလုပ်မဲ့ရွေးကောက်ပွဲဟာတရားဝင်နေဆိုတဲ့မြန်မာစစ်အုပ်စုရဲ့ပြောဆိုချက်ကိုနိုင်ငံတကာကစန့်ကျင်ရေးဗီတိန်နိုင်ငံကစော်ဩဖို့နဲ့မြန်မာနိုင်ငံမှာလူခွင့်ရေးပံ့ပိုးကူညီမှုတိုးမြှင့်ဖို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးအစီရင်ခံစာတင်ပြသူသောမတ်အန်ဒရူးကတိုက်တွန်းလိုက်ပါတယ်မြန်မာစစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုဗီတိန်နိုင်ငံကပယ်ချတာကျွန်တော်ကိုအားတက်စေပါတယ်အာရှတိုက်ကအစိုးရအချို့ကိုလှုပ်ဆောင်ဖို့ဗီတိန်အစိုးရကိုကျွန်တော်တိုက်တွန်းပါတယ်အတူရောင်ရွေးကောက်ပွဲကိုအပြင်းထန်ပယ်ချဖို့ကအများယုံကြည်လက်ခံနိုင်စွမ်းနဲ့တရားဝင်မှုရဖို့ကြိုးပမ်းနေတဲ့မြန်မာစစ်အုပ်စုရဲ့ဒီလန်တွေကိုညှင်းပယ်ရမှာမရှိမဖြစ်လိုအပ်ပါတယ်လို့၎င်းကဗီတိန်ခီးစဉ်အပြီးထုတ်ပြန်ချက်တစ်ခုမှပြောပါတယ်မြန်မာနိုင်ငံမှာလူခွင့်ရေးချိုးဖောက်မှုတွေဆိုးရွားလာတာကိုဖြေရှင်းမယ်ပုံမပြင်းထန်သောအစီအမံတွေလှုပ်ဆောင်ဖို့လဲအန်ဒရူးကဗီတိန်အစိုးရကိုတိုက်တွန်းခဲ့ပါတယ်မြန်မာစစ်တပ်ဟာအရက်ဖက်ပြစ်မှတ်တွေကိုတိုက်ခိုက်မှုတွေအရှိန်မြင့်နေပြီး2024ခုနှစ်အောက်တိုဘာလနှောင်းပိုင်းဗီတိန်နိုင်ငံကဒဏ်ခတ်ပိတ်ဆို့မှုတွေထပ်မံမပြုလုပ်ခဲ့ပါဘူးလို့၎င်းကထောက်ပြပါတယ်ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့မြန်မာအရေးထိတွေ့ဆက်ဆံမှုလျှော့နှဲလာတာကိုကျွန်တော်စိုးရိမ်မိပါတယ်လို့သူကဆက်ပြောပါတယ်မြန်မာပြည်သူတွေဟာတာမန်ချက်ဖို့တဲ့တတိရှိမှုကိုပြသခဲ့ကြောင်းမြန်မာပြည်သူတွေဟာ၎င်းတို့ရဲ့တန်တိတ်တဲ့ချထားမှုနဲ့ကန့်ညီတဲ့နိုင်ငံတကာရဲ့တုံ့ပြန်မှုရဖို့ထိုက်တန်ကြောင်း၎င်းကပြောဆိုပါတယ်စစ်အုပ်စုရဲ့လက်နက်နဲ့ဝင်ငွေရပေါက်တွေကိုကန့်သက်နိုင်ပြီးအထူးလူသားချင်းစာနာမှုအလူရှင်အနေနဲ့ဗီတိန်နိုင်ငံကမြန်မာအရေးကိုနိုင်ငံတကာကအလေးထားရေးလှုံ့ဆော်နိုင်တဲ့အခြေအနေမှာရှိနေပါတယ်လို့အန်ဒရူးကပြောပါတယ်ဆက်လက်ပြီးစစ်တပ်နဲ့လက်တွဲဆောင်ရွက်နိုင်သူကိုမဲပေးရန်အရက်ဖက်စစ်ပတ်ထွေးဆုံပွဲများတွင်မင်းအောင်လှိုင်စီးရုံးနေဆွဲတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်တပ်နဲ့လက်တွဲဆောင်ရွက်နိုင်သူကိုမဲပေးရန်အာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြည်မျိုးတွင်ပြုလုပ်သည့်အရက်ဖက်နှင့်စစ်ပတ်ထွေးဆုံပွဲများ၌စီယုံပြောကြားခဲ့ပါတယ်ဒီဇင်ဘာ21ရက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ပြည်တပ်နယ်အတွင်းစစ်သားများနှင့်တွေ့ဆုံပွဲနှင့်ပြည်ခရိုင်ဌာနဆိုင်ရာရမီရဖလုပ်ငန်းရှိများနှင့်တွေ့ဆုံရာ၌အထက်ပါတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒါကတော့ကျန်းဖို့ကိုပဲမေးပေးပါလို့စီယုံပေးတာပါပဲ။စစ်တပ်ကအပွင့်အခက်တွေကိုလည်းကျန်းဖို့ထဲကိုပြောင်းထည့်ပြီးငကူကလေးကလည်းကျန်းဖို့ဆိုတာစစ်အုပ်စုဝင်ပဲလေအခုတရားမဝင်ရွေးကောက်ပွဲပြီးရင်မင်းအောင်လှိုင်ကနေမင်းအောင်လှိုင်ကိုပဲအာဏာထက်လွဲအောင်မှာပဲဟုမုံရွာအခြေစိုက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတအုပ်ကသတင်းဌာနကိုပြောပါတယ်။ဆန္ဒမဲပေးခြင်းမပေးခြင်းသည်မဲဆန္ဒရှင်များ၏ဆန္ဒဖြစ်ကြောင်းမင်းအောင်လှိုင်ကပြောကြားခဲ့တယ်လို့ပါတီစုံဒီမိုကရေစီစနစ်ကိုယုံကြည်ပါကမဲစရင်တွင်ပါဝင်သူများအလုံးဆန္ဒမဲပေးကြရလို့ကြောင်းလေပြည်မြို့တွင်အရက်ဖက်နှင့်ထွေးဆုံစဉ်ပြောကြားခဲ့ပါတယ်။ဒီနေ့ထိတော့မဲပေးဖို့ဖိအားပေးတာမျိုးမဲမပေးရင်ဘာလုပ်မယ်ညာလုပ်မယ်ဆိုပြီးချင်းချောက်တာမျိုးမကြားမိသေးဘူး။ဒါပေမဲ့ဆက်ဆောင်ကြည့်ရအောင်မယ်ဟု၎င်းကဆက်လက်ပြောဆိုပါတယ်။မဲပေးရတွင်နိုင်ငံအကျိုးဆောင်ရွက်နိုင်သူဒိုတာဝန်အရေး၃ပါးကိုလေးစားလိုက်နာသူပြည်ထောင်စုစိတ်သက်ရှိသူစာတိပုဂ္ဂိုလ်များအားမဲပေးရန်လည်းမင်းအောင်လှိုင်ကဆိုပါတယ်။ပြည်မျိုးအရက်ဖက်နှင့်တွေ့ဆုံပွဲတွင်မင်းအောင်လှိုင်ကစစ်တပ်ကိုနိုင်ငံတည်ရှိနေတဲ့၍တည်ရှိနေမဲ့အခိုင်အမာဆုံးအဖွဲ့အစည်းဟုလည်းညွှန်းဆိုခဲ့ပါတယ်။ဆက်လက်ပြီးအင်အားပြုံးတီးနေသည့်ဗရောင်းတက်တွေကိုစစ်ရင်တန်း22စီးထပ်ဖို့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။တည်ဆုံမှုများပြီးအင်အားပြုံးတီးနေသည့်ဗရောင်းတက်နယ်အတွင်းကိုစစ်ကော်မရှင်ကအင်အားပြည့်ပစစ်ရင်တန်းများဆေလွတ်ခဲ့ကြောင်းသိရပါတယ်။အင်အားအပြည့်ပါစစ်ကော်မရှင်၏စစ်ရင်တန်း22စီးသည်ပြီးခဲ့တဲ့ရက်ပိုင်းဒီဇင်ဘာ19ရက်နေ့ညပိုင်းကပဲခူးတိုင်းအနောက်ကျန်းရန်ကုန်ပြည်လန်အတိုင်းဖြတ်လာပြီးဗရောင်းတက်နယ်အတွင်းသို့ဒီဇင်ဘာလ20ရက်နေ့နေ့လယ်ပိုင်းတွင်ဝင်ရောက်သွားကြောင်းသိရပါတယ်။ဒီလထဲမှာဗရောင်းကိုစစ်ရင်တန်းတွေဒုတိယအကြိမ်ဝင်လာတာဖြစ်ပါတယ်။ပထမအသုတ်ကရန်ကုန်ကထုံနှုတ်တက်တွေလို့သိရပါတယ်။ဒုတိယအသုတ်ပို့တာကတော့ဘဲတက်တွေဆိုတာလေးစီစစ်နေပါတယ်ဟု CDN ဗိုလ်ကြီးစင်ရော်ကသတင်းဌာနကိုပြောကြားပါတယ်။စစ်ကော်မရှင်နှင့်အာရကတပ်တော် AA ပူးပေါင်းတပ်ဖွဲ့များသည့်ဗရောင်းတပ်တဲ့အတွင်းတိုက်ပွဲပြင်းထန်နေပြီးယမန်နေ့ဒီဇင်ဘာ20ရက်နေ့က .666 စခန်းကုန်းကိုရိတ်ခါထောက်ပို့ရန်လာသည့်စစ်ကြောင်းကို AA ကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဆိုပါစစ်ကြောင်းမှာကြားဖြတ်တိုက်ခိုက်ခံရပြီးနောက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်10ဦးခန့်မျက်မြင်သေဆုံးခဲ့ပြီးတပ်ဖွဲ့ဝင်အများစုမှာထိခိုက်ဒဏ်ရာရရှိကအထိနာသွားကြောင်းသတင်းရင်းမြစ်ထံမှသိရပါတယ်။စစ်ကော်မရှင်သည်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကရန်ကုန်ကတပ်ပေါင်းစုများကိုဗရောင်းတပ်နယ်အတွင်းသို့စစ်ကူပို့ရန်စေလိုခဲ့ရာကြားဖြတ်တိုက်ခိုက်ခံရပြီးတပ်ပြန်ဆုတ်ခဲ့ရပါတယ်။စစ်ကော်မရှင်သည်၎င်းတို့ဆုံးရှုံးခဲ့ရသည့်ညောင်ကျိုးစခန်းကိုပြန်လည်ရရှိရန်အတွက်လေးသားတောင်ချီစစ်စခန်းမှာတပ်များကိုစစ်ကြောင်းထိုးဆေလွတ်နေပြီးလက်နက်ကြီးစခန်းဆောက်လုပ်ထားသည့် .666 စခန်းကုန်းကိုလည်းစစ်ကူနဲ့ရိတ်ခါဖို့တပ်များဇက်တိုက်ဆေလွတ်နေခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးမိုးကုတ်မြို့နယ်ရှိစစ်ကောင်စီရဲ့ဖြူဟာကုန်းကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
စစ်ကောင်စီပြန်လည်ဝင်ရောက်ထားတဲ့မိုးကုတ်မြို့မှာတော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲဇက်တိုက်ဆိုသလိုဖြစ်ပွားနေပြီးစစ်ကောင်စီရဲ့ဗျူဟာကုန်းအရှေ့ပိုင်းကို drone နဲ့ပုံသီးတွေကျဲချတိုက်ခိုက်ခဲ့တယ်လို့ဒေသခံစစ်ရေးသတင်းရင်းမြစ်ကဒီဇင်ဘာလ20ရက်မှာသတင်းဌာနကိုပြောပါတယ်။ဒီဇင်ဘာလ19ရက်နေ့လယ်10:45မိနစ်မှာမိုးကုတ်မြို့စစ်ကောင်စီရဲ့ဗျူဟာကုန်းအရှေ့နာတောင်ပေါ်ကို drone နဲ့10လုံးထပ်မံပုံသီးကျဲချခဲ့တယ်လို့သိရပါတယ်။ဗျူဟာကုန်းအရှေ့နာတောင်ပေါ်မှာဗျာဒါနဲ့ဆို drone စစ်စင်ရေး9ချိန်မြောက်ရှိလာပြီးပြလို့အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။တရက်ထဲမှာပဲညနေ9:25မိနစ်မှာလေဦးရှိအာထကလေးထဲမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုရှော့တိုက်တုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်။မနက်ကလက်နက်ကြီးတန်ကြားရတဲ့ဗျအဖွဲ့တွေဘက်ကလှုပ်ဆောင်တာဗျပြစ်မှတ်လွဲသွားတာရဲ့တချို့အလုံးတွေကြမကွဲသွားတာရဲ့တွေရှိတော့စာခတွေဘက်ကတော့အထီးကိုင်းမရှိတော့ဘူးပြလို့သူကဆက်ပြောပါတယ်။လက်ရှိမှာတိုက်ပွဲတွေဟာမိုးမိတ်ဘက်ထိရောက်ရှိလာနေပြီးဒီဇင်ဘာ12ရက်မှာလေမိုးမိတ်မျိုးဘော်ဒီကြီးပါအနီးမှာ drone နဲ့ပုံသီး9လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မိုးကုတ်လိုအနေထားပဲဖြစ်မယ်ဗျအတိအကျတော့မသိရဘူးဗျတိုက်ပွဲဖြစ်တာပဲထင်နေပြလို့အဆိုပါဒေသခံကဆက်ပြောပါတယ်။လက်ရှိမိုးမိတ်မျိုးမှာ KIA တပ်တွေလည်းရှိတာကြောင့်အခုလို drone နဲ့ပုံသီးချတိုက်ခိုက်တာဟာစစ်ကောင်စီဘက်ကလှုပ်ဆောင်လာလားဆိုတာကိုသတင်းဌာနအနေနဲ့စုံစမ်းလျက်ရှိပါတယ်။မိုးကုတ်မြို့ကိုအညာကတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ဒေသခံတော်လှန်ရေးတပ်တွေကစစ်ကောင်စီလက်ထက်အလုံးစုံမကြရောက်ရေးအတွက်အစွမ်းကုန်ခုခံတိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။လာမယ့်ပတ်မှာပြုလုပ်မယ့်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုမိုးကုတ်မြို့မှာကျင်းပနိုင်ဖို့မရှိသေးဘူးလို့လည်းဒေသခံတွေကပြောဆိုမှုတွေရှိနေပါတယ်။ဆက်လက်ပြီးအတောက်အစားအပျော်ပါများရှောင်းကောင်ဝေငွေထွက်ငွေချိန်ညှိသုံးဆွဲရန်တပ်မိသားစုဝင်များနှင့်တွေ့ဆုံစဉ်မင်းအောင်လှိုင်မှာကြားရဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။တိုင်းပြည်ရဲ့ကောင်းပိညွန့်ပိအရာမှန်သမျှကိုထိပ်ပိုင်းကနေခူးဆွတ်စားတောက်နေတဲ့အာဏာသိမ်းစစ်တပ်ရဲ့ခေါင်းဆောင်မင်းအောင်လှိုင်ကစစ်သားမိသားစုဝင်တွေအနေနဲ့ဝင်ငွေနဲ့ထွက်ငွေမျှတစွာသုံးစွဲကြဖို့မှာကြားလိုက်ပါတယ်။စစ်ကောင်ဆောင်ကသူတို့စစ်တပ်အနေနဲ့စစ်သားတွေရဲ့တပ်သားချောင်းချီရေးအတွက်လှုပ်ဆောင်ပေးနေပြီးတယောက်ချင်းစီကဝင်ငွေနဲ့ထွက်ငွေညီညွတ်မျှတစွာသုံးစွဲကြဖို့အရက်စစ်လိကွန်စားတဲ့အစားတောက်တွေနဲ့အပျော်ပါးတွေကိုတတ်နိုင်တဲ့လောက်ရှောင်ရှားကချွေတာကြဖို့ပြည်တပ်နဲ့စစ်သားမိသားစုဝင်တွေနဲ့တွေ့ဆုံချိန်မှာပြောဆိုခဲ့တာဖြစ်ပါတယ်။မင်းအောင်လှိုင်ကအခုလိုလူရှိသူရှိပြောနေပေမဲ့စစ်တပ်ထဲမှာမူရစ်ဆေးတွေသုံးတဲ့တဲ့ရှေ့တန်းစစ်မြေပြင်မှာဆေးကြောင်ပြီးရှေ့တက်လာတာတွေထွက်ပြေးလာတာတွေမကြာခဏတွေ့နေရတာဟာတပ်ထဲမှာဘလို့တွေပျက်စီးယိုယွင်းနေလဲဆိုတာတွေ့မြင်နိုင်ပါတယ်။ဒါပြင်စစ်တပ်အနေနဲ့စစ်သားတွေရဲ့လစာနဲ့စရိတ်တွေရိတ်ခါတွေပြပြဝဝရရှိအောင်အဆင့်တန်းရှိဝေစားစင်ရင်နေထိုင်နိုင်အောင်ဖြည့်ဆည်းဆောင်ရွက်ပေးနေတဲ့အပြင်စစ်သားမိသားစုဝင်တွေရဲ့ပညာရေးအတွက်လည်းထောက်ပံ့ပေးနေတယ်လို့ပြောဆိုခဲ့ပါသေးတယ်။လက်ရှိမှာအာဏာသိမ်းစစ်တပ်ဟာကမ္ဘာအလယ်မှာဂုဏ်သိက္ခာပိုင်းရစရာမရှိအောင်ကြာဆင်းနေပြီးပြည်တွင်းမှာလည်းအာဏာရှင်မလိုလားတဲ့ပြည်သူတွေတော်လှန်ရေးအင်အားစုတွေနဲ့ရင်ဆိုင်နေရတာပါ။ဒီလိုအချိန်မှာအမြဲတိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေအောင်ပြင်ဆင်ထားရမယ်လို့လည်းစစ်သားတွေကိုမင်းအောင်လှိုင်ကပြောခဲ့ပါတယ်။ဆက်လက်ပြီးစစ်ကောင်စီတပ်ဖြတ်မှုကြောင့်နှစ်နှစ်အတွင်းအပြစ်မဲ့ရခိုင်ပြည်သူ1150ကျော်တေဆုံးခဲ့ရတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရခိုင်ပြည်တွင်တကြောပြန်စစ်ပွဲစတင်ခဲ့သည့်2023နိုဝင်ဘာလ23ရက်နေ့နောက်ပိုင်းနှစ်နှစ်အတွင်းအာဏာသိမ်းစစ်ကောင်စီတပ်ဖြတ်မှုကြောင့်အပြစ်မဲ့ရခိုင်ပြည်သူ1152ဦးတေဆုံးခဲ့ရပြီး2153ဦးဒဏ်ရာရရှိက1034ဦးမှလည်းမတရားသဖြင့်ဖမ်းဆီးခံခဲ့ရကြောင်းအာရကတပ်တော် AA ကပြောပါတယ်။မြောက်ဦးမြို့ပြည်သူ့စေယုံကြီးအောင်စစ်ကောင်စီမှလေကြောင်းဖုံးကျဲတိုက်ခိုက်ခြင်းနဲ့ပတ်သက်ပြီးဒီဇင်ဘာလ17ရက်နေ့ကအာရကတပ်တော် AA မှထုတ်ပြန်ခဲ့သည့်ထုတ်ပြန်ချက်တွင်ပြောကြားထားခြင်းဖြစ်ပါတယ်။အဆိုပါစည်ရင်းမှာ2023နိုဝင်ဘာလ23ရက်နေ့မှ2025နိုဝင်ဘာလ23ရက်နေ့အထိနှစ်နှစ်တာကာလအတွင်းအာဏာသိမ်းစစ်ကောင်စီ၏ရခိုင်ပြည်အတွင်းစစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း AA ကဆိုပါတယ်။စစ်ကောင်စီသည်ရခိုင်ပြည်အတွင်းစစ်ဘက်ဆိုင်ရာပြစ်မှတ်များမဟုတ်သောအပြစ်မဲ့အယက်သားပြည်သူလူထုများနေထိုင်သွားလာလှုပ်ရှားရာအရက်ဖက်နေရာများသို့တမင်တကာလေကြောင်းတိုက်ခိုက်မှုများအပါအဝင်လူခွင့်ရေးချိုးဖောက်မှုများကိုကျူးလွန်ခဲ့သည်ဟု AA ကပြောပါတယ်။2025ဇန်နဝါရီလ3ရက်မှနိုဝင်ဘာလ28ရက်နေ့အထိတနစ်တာဒီပါကာလအတွင်းမှာလည်းစစ်ကောင်စီသည်စစ်တွေပေါက်တော်ရသေးတောင်ပုံနာကျွန်းကြောက်တော်မင်းပြမြောက်ဦးအန်တောင်ကုတ်ရမ်းပြင်းကြောက်ဖြူခွားမြို့နယ်နှင့်ပလက်ဝတို့တွင်လူခွင့်ရေးချိုးဖောက်မှုလူသားမျိုးနွယ်ပေါ်ပြစ်မှုကျူးလွန်မှုစစ်ရာဇဝတ်မှုမြောက်သောလေကြောင်းတိုက်ခိုက်မှု62ကြိမ်ပြုလုပ်ခဲ့ပါတယ်။ထို့သောတိုက်ခိုက်ခဲ့မှုကြောင့်အပြစ်မဲ့အယက်သားပြည်သူထိခိုက်ဒဏ်ရာရရှိသူစုစုပေါင်း902ဦးသေဆုံးခဲ့သူစုစုပေါင်း192ဦးနဲ့လူနေအိမ်စုစုပေါင်း996လုံးပျက်စီးဆုံးရှုံးခဲ့ရကြောင်း AA ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။စစ်ကောင်စီသည်ဒီဇင်ဘာလ10ရက်ညကလည်းမြောက်ဦးမြို့ပြည်သူ့စေယုံကြီးအားပေါင်900ဘုံနှလုံးဖြင့်လေကြောင်းတိုက်ခိုက်ခဲ့ပြီးလူသားမျိုးနွယ်အပေါ်အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုကိုကျူးလွန်ခဲ့ပါတယ်။စစ်ကောင်စီဘုံများကြောင့်မြောက်ဦးပြည်သူ့စေယုံကြီးတွင်ရခိုင်ပြည်အနှံ့မှလာရောက်ဆေးကုသနေသောလူနာများအပါအဝင်ကျန်းမာရေးဝန်ထမ်းစုစုပေါင်း33ဦးသေဆုံးခဲ့ရပြီးဒဏ်ရာရရှိသူ89ဦးရှိခဲ့ကြောင်း AA ကပြောပါတယ်
ဒီဇင်ဘာလ17ရက်ည8နာရီခန့်အချိန်တွင်လည်းကြောက်ဖြူမြို့နယ်မှာအရက်သားပြည်သူများနေထိုင်ရာငလုံးစုကျေးရွာကိုစစ်ကောင်စီမှလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့၍ပြည်သူ9ဦးသေဆုံးပြီး15ဦးမှဒဏ်ရာရရှိခဲ့ပါတယ်။ရခိုင်အပါအဝင်မြန်မာနိုင်ငံအနှံ့အပြစ်မဲ့အရက်သားပြည်သူများအားမြောက်ဦးစေယုံကဲ့သို့နေ့စဉ်ရက်ဆက်ရည်ရွယ်ချက်ရှိပြစ်မှတ်ထားတိုက်ခိုက်နေသောစစ်ကောင်စီ၏စစ်ရာဇဝတ်မှုများနှင့်လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်နေမှုများကိုနိုင်ငံတကာမှလက်ပိုက်ကြည့်မနေကြရန်AAကတောင်းဆိုထားပါတယ်။ကျမတို့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။